မိတ်ဆွေစိတ်ညစ်နေလားမိတ်ဆွေစိတ်ညစ်နေဒီဗီဒီယိုလေးကိုနားထောင်လိုက်ပါဒီဗီဒီယိုနားမထောင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ notification bell လေးတီးသွားကြပါဦးနော်ကဲဆိုတော့စလိုက်ကြအောင်မိတ်ဆွေခင်ဗျအရန်ကိုစိတ်လက်ကြနေရလားအရန်ကိုအားငယ်နေရလားဘာလို့မှမသိတော့ဘူးဘာဒီဖြစ်လို့ဖြစ်နေမှလည်းမသိဘူးဇဝေဇဝါဖြစ်နေတဲ့အနေအထားမျိုးလားဒါဆိုလို့ရှိရင်အရန်မှားနေပါတယ်ဒါကြောင့်မလို့မိတ်ဆွေအနေနဲ့စိတ်ရေးထားပြီးတော့ခေါင်းရင်းနဲ့ပြန်ပြောကြမှာသုံးတက်ပါပတ်ဝန်းကျင်စကားရုံနားမရပါနဲ့ကိုပါလို့မယ်ဆိုတဲ့ဟာကကိုယ့်ရဲ့အတွေးထဲမှာပဲရှိပါတယ်ဒါကြောင့်မလို့အဲ့ဒီအတွေးကိုဖော်ဆောင်ပြီးတော့ကြောင်မှာကိုလို့ရမယ်ကိစ္စတွေကိုပြပြသားနဲ့လုပ်နိုင်ဖို့လဲလိုပါတယ်ဒါကြောင့်မလို့အစအဒီပြန်စားဖို့လဲလိုတလို့လုံနေတဲ့အမှားအယွင်းတွေကိုလည်းရပ်တန့်နိုင်ဖို့လိုပါတယ်ဒါကြောင့်မလို့မိတ်ဆွေရဲ့ဘဝမှာအောင်မြင်တဲ့တိုးတက်ခြင်းနဲ့ဆိုလို့ရှိရင်တော့အမားတွေကိုပြင်ဆင်ပြီးတော့ကြတော့မှာကိုလုံနေတဲ့အမားတွေကိုရပ်တန့်ပြီးတော့ကြတော့အတွေးခေါ်ကောင်းတွေတွေးပြီးတော့ရှေ့ကိုဆက်လက်ရုန်းကန်နိုင်ဖို့လိုပါတယ်ဘဝဆိုတာရုန်းကန်ခြင်းပါမွေးလာခဲ့ရတဲ့ရုန်းကန်ပြီးတော့ကြမှာမွေးလာခဲ့ရတဲ့လူတွေအတွက်အားလုံးဟာဒီအခက်အခဲဆိုတာတော့ရှိပါမယ်ဒါကြောင့်မလို့အဲ့ဒီအခက်အခဲတွေတွေ့တိုင်းစိတ်ဓာတ်မကြပါနဲ့စိတ်ဓာတ်ကြနေအလကားပါပဲဘာမှအသုံးဝင်ပါဘူးဒါကြောင့်မလို့ကိုလှုပ်ရှားရှိအောင်ဆက်လုပ်ပါရွေးစရာရှိရင်ဆက်ပြီးရွေးနေပါလှုပ်ရှားရှိရင်ဆက်ပြီးလှုပ်နေပါပိုပြီးစမ်းတဲ့အတွေးခေါ်အယူဆတွေနဲ့ပိုပြီးကောင်းမွန်တဲ့နီးစနစ်တွေပိုပြီးကောင်းမွန်တဲ့အနေအထားတွေဖြစ်လာအောင်လုပ်ဖို့အတွက်ကမိမိရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ဉာဏ်စွမ်းပဲဖြစ်ပါတယ်ဒါကြောင့်မလို့လေ့လာခြင်းဘူတုဒနဲ့အတွေးခေါ်တွေကိုကိုယ်အနေနဲ့လေ့လာပြီးတော့ကြတော့အစင်အမြဲလေ့ကျင့်နေဖို့လိုပါတယ်အမြဲတမ်းကိုယ်အုံနောက်ကိုလည်းတွေးနေဖို့လည်းလိုပါတယ်ဓာတ်ကိုတွေးလို့ပေါ့ဗျာတုံးနေတဲ့ဓာတ်ကိုထက်လာအောင်တွေးဖို့လို့ဆိုလို့ရှိရင်လည်းကောင်းကောင်းမွန်တွေးတတ်ရင်ရပါတယ်ဒီယူဆလေးတစ်ခုကိုမိတ်ဆွေတို့ရဲ့စိတ်ထဲကိုရောက်လိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ဘူတုဒရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ